Hello အားလုံးပဲမင်္ဂလာပါရှင်ဒီချက်ကတော့ two ladies အေးတင်တန်းကြောင်းနဲ့တင်တန်းဆရာမလှရင်မင်းမဖြစ်ပါတယ် juice ကိုမှ2ရောင်ဆက်ကလေးတွေလုပ်ကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်2ရောင်ဆက်လုပ်နေလေးချက်လုပ်ပြမှာဖြစ်ပါတယ်ဒီချက်ကအနီရောင်လေးရယ်လိမ်မော်ရောင်လေးရယ်ပြီးတော့အစိမ်းရောင်လေးရယ်အပြာရောင်လေးရယ်၄မျိုးရွေးချက်ထားပါတယ်ချက်ကဒီနေ့2မျိုးလုပ်ပြမှာဖြစ်ပါတယ်ကိုကြိုက်နှစ်သက်တဲ့ဟာလေးတွေကိုလည်းလိုက်ပြီးတော့မှစမ်းသက်ပြီးလုပ်ကြည့်လို့ရတယ်ပေါ့နော်ပထမဆုံးနေနဲ့လိမ်မော်ရောင်လေးသုံးထားပါတယ်က30မီလီသုံးပြီးတော့မှအချိုအတွက်တော့တကြားရည်ထည့်ဖို့လိုအပ်ပါတယ်။တကြားလေးကို20မီလီလောက်သုံးမိထားတာဖြစ်ပါတယ်။ဆိုရှင်ကအချိုရတာမပါဘူးနေမှာပေါ့နော်။ဆိုတာကတော့မိမိကြိုက်နှစ်သက်တဲ့တစ်စိတ်သုံးလို့ရပါတယ်။ရမ်းများတဲ့အခါကျရင်အချိုရမ်းကဲသွားပါလိမ့်မယ်။10မီလီစီကိုဆိုတာနဲ့ထပ်ဆက်ပြီးတော့မှအပေါ်ကလောင်းချလိုက်ရင်ရမ်းကိုရတာရှိတဲ့တူကလာရောင်ဆက်နည်းလေးရပါပြီရှင်အားလုံးပဲလိုက်လို့ရတာအဆင်ပြေမယ်လို့ညွှန်လင်းပါတယ်။ဒီဂျယ်လီလေးကိုကြိုက်နှစ်သက်တဲ့အရာသာတစ်စွန်းလောက်ထည့်ပေးရပါပြီ။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးကြတဲ့ရောက်စီတိုင်းတစ်ချက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်။ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်လည်း like and share လေးလုပ်ပေးကြပါလို့ချဲ့မြတ်တိုက်ခတ်ပါတယ်ရှင်။အားလုံးပဲတက်တာ။